မတုတ်နင်ဘိုးတင်တို့နဲ့ပြဿနာဖြစ်တယ်ဆိုတာဟုတ်လားဘိုးတင်နဲ့ဖြစ်တာမဟုတ်ပါဘူးတော့ဖိုးထွေးနဲ့ဖြစ်တာပါဘာဖြစ်လို့တော့ကဘာဖြစ်ရမှာလဲဘိုးတင်နဲ့ဖိုးထွေးဆိုတာညီကိုလိုနေတာနင်တို့ကဒုက္ခရောက်ချင်နေကြပြီထင်တယ်အမလေးတော့ကျုပ်တို့ကဘာလို့ဒုက္ခရောက်ရမှာလဲနင်ကအေးအေးဆေးဆေးကိုမနေနိုင်ဘူးဘိုးတင်ပါဆိုတာနင်အတိသားနဲ့ဘိုးတင်မကလို့ဘာကောင်ကြီးဖြစ်ဖြစ်အမှန်တရားကိုတော့ပြောရမှာပဲနင်းနဲ့လည်းခက်တယ်တန်လျားမှာဘူးဒီလီနေတဲ့ဒေါ်တုတ်ယောက်ျားကကျိတ်ဆောင်ပြဆမ်းမုတ်ကြိတ်နေတော့ဒေါ်တုတ်ကိုတတိပေးနေတယ်ဒေါ်တုတ်ကလည်းလင်းတော်မောင်ပြောသောစကားတွေကိုနားမဝင်ပါဘူးသူ့ရဲ့ဝတ်တီရဲ့တိုင်းလင်ဖြစ်သူကိုပဲမန်မဲလိုက်နေတယ်တော့ဘာဖြစ်နေတာလဲဘိုးတင်တို့ကိုတော့အဘတွေမို့လို့ကြောက်နေတာလားကြောက်တာတော့မဟုတ်ဘူးလေကွာမင်းတို့ဟာကနည်းနည်းလွန်လို့ပြောတာယောက်ျားတယောက်ကိုဝိုင်းပြောတာတော့လွန်နေမှလားလွန်တော့အဲ့လိုကောင်မျိုးကိုအဲ့လိုဆက်ဆံရမှာပဲကျတို့ကအဲ့လိုမပြောလို့ဖုန်ကြီးတစ်ပါးလို့တယိုတတိပြောနေရအောင်မလားတော်နင်းနဲ့ထက်ပြီးစကားပြောရင်ရန်ဖြစ်မှာပဲရှိတယ်ငါဘာသာအေးစေးနေတာပဲကောင်းတယ်အဲ့ဒါကောင်းတယ်အစကတည်းကရှင်အလိုက်တီးရမှာဒေါ်တော့ရဲ့မျိုးသားဒေါ်တော့ကိုမကြည့်လို့ကြည့်ပြီးတော့ဘူးဒီကိုပဲဆက်လီးနေတော့တယ်အဲ့ဒီချိန်မှာပဲအိမ်ဝိုင်းလေးကိုလှရင်နဲ့မိကျော်နဲ့တန်းရင်တို့ပါရောက်လာကြတယ်သူတို့ရောက်လာတာနဲ့ဒေါ်တော့ရဲ့ခင်ပွန်းကလည်းဘူးဒီလီနေတွေကိုရက်ပြီးတော့လက်ထက်ကဓာတ်ကိုစပွဲပေါ်တင်ပြီးတော့မတုတ်ငါနွားသွားကြောင်းလိုက်အောင်မယ်သွားမိကျော်လို့ဘူးဒီလေးလီးပါအောင်ဒေါ်တော့ကသူ့ရဲ့လင်းတော်မောင်ကိုနွားကြောင်းမိကိုတီးတာကြောင့်မိကျော်ကိုဘူးဒီလီးခိုင်းလိုက်တယ်မိကျော်ကလည်းအလိုက်တတိဘူးဒီကိုဝင်လီးရင်းနဲ့စကားဆိုတာပေါ့ဒေါ်တော့ကျုပ်တို့တွေလွန်များလွန်သွားပြီလားမသိဘူးနော်ဖိုးထွေးကကျုပ်တို့စကားတော့မပြောတော့ဘူးတော့ဘာလဲနင်ကဖိုးထွေးစကားမပြောတာနဲ့ငါ့ကိုလာပြီးအပြစ်တင်ချင်နေတာလားအိုးမဟုတ်တာကျုပ်တို့အဲ့ဒီကပြောတာလွန်သွားပြီလားမသိဘူးလို့ပြောချင်တာမလွန်ပါဘူးငါတို့ပြောတာကတော်သေးတယ်တကယ်ဆိုအဲ့လိုလှုပ်တဲ့ကောင်ကထောင်ထဲရောက်ရမှာဒါနဲ့မဝတီပြန်ရောက်လာပြီလားမရောက်သေးဘူးသူလဲတော်ရှက်သွားမှာပေါ့ညမောင်ရောထွက်သွားပြီလားတချို့ကတော့ဘိုးထွင်တို့တော်တွေကတဲမှမြင်တယ်လို့လည်းပြောနေကြတာပဲဖြစ်နိုင်တယ်ဘိုးရင်ဆိုတာငယ်ငယ်ကလေးကညူမောင်နဲ့ရင်းနှီးတာဆိုတော့သူ့တဲမှာထားတာနေမယ်မိကျော်နဲ့ဒေါ်တို့စကားပြောနေတဲ့ချိန်မတန်းရင်တယောက်စိုးရင်တကြီးနဲ့ဒေါ်တို့ကိုစကားဆိုလိုက်တယ်မတော်လို့ဘိုးထင်ကစိတ်ဆိုပြီးကျုပ်တို့ကိုပြူစားလိုက်ရင်ဘလို့လုပ်မလဲကျုပ်လေအဲ့ဒါကိုတွေးပြီးကြောက်နေတာဒေါ်တို့လည်းဘိုးထင်အကြောင်းအတိသားနဲ့အဲ့လောက်လေတွေးကြောက်မနေစမ်းမနဲ့တန်းရင်ဦးအောင်တယောက်လုံးရှိနေသေးတာဟုတ်တယ်ကျုပ်တို့ဦးအောင်ကိုသွားဆုံးမခိုင်းတာမှတော့ကကြမယ်ထင်တယ်နော်မတန်းရင်ရဲ့စကားကြောင့်ဒေါ်တို့အချင်းကျော်တော့ကြတွေးနေမိနေသူ့ရဲ့စိတ်ထဲမှာတော့ဘိုးတင်ကိုလန့်နေတာပေါ့ဘိုးတင်ဆိုတာကမထင်လို့လက်မြန်ချေမြန်ရှိတဲ့ကောင်လေးမို့လို့အကြောင်းတီးနေတာကြောင့်စိုးရိမ်နေတယ်အဲဒါကြောင့်ပဲသူကခေါင်းကိုငိမ့်လိုက်ပြီးတော့နင်ပြောတာဟုတ်တယ်ဘိုးတင်ဆိုတဲ့ကောင်ကလွယ်တာမဟုတ်ဘူးသူကျူပြောထားမှပဲတော်မယ်တင်တယ်ကဲအဲ့ဒါဆိုနင်တို့၃ယောက်သွားပြောကြချေတေချာပြောခဲ့ကြားလားဒေါ်တော့ကမလိုက်တော့ဘူးလားမလိုက်တော့ဘူးလေငါအလုပ်လီများနေလို့ပြီးတာပဲကျုပ်တို့လည်းနေရတာတမျိုးကြီးဖြစ်နေလို့ဒေါ်တုတ်စီလာပြီးအကြံတောင်းတာကောင်းနေကဲညီတို့သွားကြဦးအောင်ကိုတေချာတော့ပြောခဲ့နော်စိတ်ချပါတော့ဒေါ်တုတ်ကလည်းအစောကတော့မကြောက်ဘူးလို့နဲ့အခုတော့လေ तू မဟုတ်တဲ့အတိုင်းပဲကြောက်နေလိုက်တာများကြောက်ရတယ်ဟဲ့နင်တို့တီးတဲ့အတိုင်းဘိုးရင်ဆိုတဲ့ကောင်ကပြောရတာမဟုတ်ဘူးအဲ့ဒါဆိုလေကျုပ်တို့သွားပြီးဒေါ်တုတ်ရေမိကျော်တို့ကဒေါ်တုတ်ကိုနှုတ်ဆက်လိုက်ပြီးတော့ဦးအောင်အိမ်ကို၃ယောက်သာထွက်လာလိုက်ကြတယ်မကြီးပင်နေစီကနေအော်နေတဲ့ဆက်ရက်ငတ်တန်တွေကမကြီးပင်ရှိတဲ့အိမ်ဝိုင်းတစ်ခုလုံးကိုတော်တော်ကြဲကြဲလောင်လောင်ကြားနေရတယ်ဒါပေမဲ့မကြတဲ့အချိန်မှာပဲမကြီးဘော်ကဆက်ရက်ငတ်တွေကစူးစူးညံ့ညံ့အော်နေရကနေရုတ်တရက်ဆိုလို့ကြောက်လန့်ကြထားပြန်သွားကြတယ်အဲ့ဒီငတ်တွေထားပြန်သွားပြီးမကြတဲ့အချိန်မှာပဲစိတ်ဆူဒေါသထွက်နေတဲ့လူတယောက်အတန်ကန်ထွက်ပေါ်လာတယ်စောက်သုံးကြတဲ့ငတ်တွေအော်နေတာနားရီညီးနေပြီနောက်မှအကုန်လုံးကိုပြစ်တက်ပြစ်အောင်မယ်ငှက်တွေကိုလေးခွားနဲ့ပြစ်ရင်ကျိန်းမောင်းနေတာကတော့ဘိုးတင်ဖြစ်တယ်။သူကဦးအောင်အိမ်တို့ရောက်နေပြီးတော့သူ့ရဲ့ဒေါသတွေကိုငှက်ပေါ်ပုံချနေတယ်။ခဏမကြာတဲ့အချိန်မှာပဲဦးအောင်ကအိမ်ပေါ်မှာဆင်းလာပြီးတော့လေးခွားကင်ထားတဲ့ဘိုးတင်ကိုတေချာကြည့်ပြီးစကားပြောလိုက်တယ်။ဘိုးတင်မင်းဘလို့ဖြစ်နေတာလဲကွာ။သူ့ဘာသာနေတဲ့ငှက်တွေတော့မနေရပါလား။ဘယ်နေရမှာလဲ။ငှက်တွေဒီလောက်စုနေတာကိုအဘမလို့နေနိုင်နေ။အဲ့ဒါကြီးထားလိုက်စမ်းပါကွာ။မင်းလာရင်ကိစ္စရှိတယ်မလား။ရှိတယ်။အဘမိမ
မကောင်းတာကိုဝန်ခံလိုက်စမ်းပါမင်းဘာတွေပြောနေတာလဲကျုပ်ဘာပြောရမှာလဲဗျာကျုပ်မှန်တရားကိုပြောနေတာအဘမိမကမင်းမကောင်းမဟုတ်ဘူးနော်ကျုပ်နဲ့အဘသွေးမကွဲချင်ဘူးဘိုးတင်မင်းကမိမပေါ်မုံတီးတဲ့စိတ်တွေများနေတာပဲကွာဦးအောင်ကအဲ့ဒီလိုပြောလိုက်တော့ဘိုးတင်တယောက်မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီးအဘကျုပ်ခမည်းမိမကိုညိုမောင်ကိုဘလို့ကြောက်ချခဲ့လဲဆိုတာလက်တွေ့ပြမယ်အဲ့ဒီချိန်ကျရင်တော့အဘအမှန်တရားကိုမြင်လာမှာပါဗျာမင်းကဘာမဟုတ်တာတွေလုံးအောင်မလို့လဲစောင့်ကြည့်နေပေါ့ဗျာအဲ့ဒါအဘကိုအရင်လာတတိပေးတာကျုပ်လောက်ရတွေကဘာနောက်ရှက်မေပျက်စီးမဲ့ခြင်းကျုံနဲ့အဘထိတ်တိုက်တွေ့မယ်ဆိုတာတခါတည်းတတိပေးတာဒါပဲကျုပ်သွားတော့မယ်ဘိုးတင်ကသူပြောချင်တဲ့စကားတွေပြောပြီးတော့မကြီးပင်ကို၄ခွနဲ့၃-၄ချက်ထပ်ပစ်လိုက်ပြီးတော့အိမ်ထဲကနေထွက်သွားတယ်အိမ်ဝိုင်းအပြင်ရောက်တော့အိမ်ဝိုင်းထဲဝင်လာကြတဲ့မတ်တန်းရင်လှရင်နဲ့မိကျော့တို့ကိုတွေးလိုက်ရပြီးမကြည့်သလိုကြည့်လိုက်တာမိန်းလေးကလည်းဘိုးတင်ကိုကြောက်လန့်ပြီးတော့ခက်လန်းလန်းကနေကိုွေးပတ်ပြီးသွားတယ်ဘိုးတင်ကသူတို့ကိုလက်ညှိုးတစ်ဆက်ဆက်ထိုးပြီးထွက်သွားတာပေါ့မတ်တန်းရင်တို့၃ယောက်လည်းကြောက်လန့်လန့်နဲ့ဦးအောင်နာသွားပြီးတော့သူတို့လာရင်ကိစ္စတွေကိုပြောပြလိုက်တယ်ဦးအောင်ကျုပ်တို့ပြောစရာရှိလို့အေးညီတို့မလာစဘူးငါအိမ်ကိုလာလို့ပါလားမလာလို့မဖြစ်တော့လို့လာတာဘိုးတင်ကိုထိန်ပေးအောင်တော့ဦးအောင်မတ်တန်းရင်စကားကြောင့်ဦးအောင်တယောက်နားမလည်နိုင်ဖြစ်သွားပြီးတော့တန်လျားမှာထိုင်နေတဲ့မိကျော့ကိုလည်းဝင်ထိုင်ဖို့ပြောလိုက်တာပေါ့ကေတန်လျားမှာထိုင်ကြအောင်နင်တို့ဘာတွေစိတ်ပူနေတာလဲကျုပ်တို့ကိုညိုမောင်ကိုနင်းကန်ပြောလိုက်မိတယ်အဲ့ဒါဘိုးတင်ကကြည်ပုံမပေါ်ဘူးအခုတော့ကျုပ်တို့နေရတာတမျိုးကြီးဖြစ်နေလို့ဦးအောင်စီလာတာမိကျော့ပြောတာဟုတ်တယ်ဦးအောင်ဘိုးတင်ကိုထိန်းမေးပါဦးမင်းလေးပြောတဲ့စကားတွေကိုဦးအောင်တယောက်နားမလည်သေးပါဘူးအဲ့ဒါကြောင့်သူကယူနီချန်တစ်ကြိုက်တောက်ပြီးမှပြန်မေးလိုက်တယ်နေကြပါဦးငါမရှင်းတာမေးပြရစေဦးဟုတ်ကဲ့ဦးအောင်မေးလေဘိုးတင်ကနင်းတို့ကနောက်ဆက်နေလို့လားအဲ့လိုတော့မရှိပါဘူးအဲ့ဒါဆိုနင်းတို့ကဘာလို့ကြောက်နေတာလဲနင်းတို့မဟုတ်တာလှုပ်ထားကြလို့လားမဟုတ်တာလည်းမလှုပ်ပါဘူးဘိုးတင်ကကိုညိုမောင်ဦးအောင်မိမကိုဆွဲလာရန်လာလှုပ်တာကိုမယုံဘူးဖြစ်နေတယ်ဟုတ်တယ်အဲ့ကောင်ငါ့ကိုလည်းလာပြောတယ်ငါမိမကကိုညိုမောင်ကိုကြောက်ချတဲ့ကြီးပဲလှုပ်နေတာဦးရဲ့စကားကြောင့်ပဲလာရင်မိကျော်နဲ့မတန်းရင်တို့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့မတန်းရင်ကဦးအောင်ကိုမေးလိုက်တာပေါ့ကြောက်ချတယ်ဟုတ်လားဦးအောင်ဘယ်လိုမျိုးလဲကျုပ်နားမလဲလို့ပြောရရင်တော့အတိတ်ပဲတိတ်မရှိပါဘူးပြောပြပါကျုပ်တို့သိချင်လို့မတန်းရင်ကမေးလာတာကြောင့်ဦးအောင်ကလည်းဘိုးတင်ပြောတဲ့စကားတွေကိုပြန်ပြောပြလိုက်တာပေါ့ဒီလိုဟာဘိုးတင်ကငါမိမကိုဆွဆွဲနေတာဘလို့ဆွဆွဲရလဲဆိုတော့ငါမိမကညိုမောင်ကိုရမက်စီတုံးပြီးအခုလုံးဖြစ်အောင်လုပ်တယ်လို့ပေါ့ရမက်စီဟုတ်လားအဲ့ဒါဘလို့မျိုးလဲဦးအောင်ရမက်စီဆိုတာတော်တော်ရှားတယ်တော်ရုံအောက်လန်းစရာတွေတော့မရနိုင်ဘူးသူ့အစွမ်းအောင်ဘလို့မျိုးလဲဦးအောင်ရဲ့ဆေးကရှားတယ်လို့အစွမ်းကလည်းတော်တော်ထက်တယ်ဆေးကိုကိုပေါ်နင်းနေလောင်လိုက်တာနဲ့အိမ်နှက်ရတဲ့သူတွေကအဲ့လူကိုတန်တန်ဆွဲဖြစ်သွားတာအချိန်တစ်ခဏတွင်းမှာပဲဖြစ်သွားတာနော်ဦးအောင်ရဲ့စကားကြောင့်မတန်းရင်တစ်ခုခုကိုစဉ်းစားနေမိတယ်ဦးအောင်ဆေးအကြောင်းပြောပြီးတော့သူ့မိမဖြစ်သူကအဲ့ဒီဆေးကိုမရနိုင်ကြောင်းလေတိတိကျကျပြန်ပြောပြလာတယ်ဘိုးရင်ကငါမိမအဲ့ဆေးတုံးနေကြီးပဲအထက်ထက်ပြောနေတာနင်တို့စဉ်းစားကြည့်လေအဲ့ဆေးမျိုးငါလိုကောင်းအောင်ရှာမရရင်ငါမိမဘယ်မှာသွားရှာမလဲအဲ့ဒါကြောင့်ငါကမဖြစ်နိုင်ဘူးလို့ပြောရတာအဲ့ဒါလည်းဟုတ်တာပဲဘာပဲဖြစ်ဖြစ်ဘိုးတင်ကိုတော့ဦးအောင်ထိန်မေးထောင်းသူကျုပ်တို့ကိုရန်လို့မလားမသိဘူးမလုံလောက်ပါဘူးသူကြည့်ရတာတမျိုးကြီးပဲကျုပ်တို့ကလည်းစကားမပြောတော့ဘူးမိန်းကလေးတွေကဘိုးတင်ကိုကြောက်လန့်နေတာကိုသိတော့ဦးအောင်ကလည်းစိတ်ပြေရင်စိတ်ချပါငါခေါ်ဆုံးမထားလိုက်မယ်အေးစေးတာနေကြတေချာဆုံးမထားနော်ကျုပ်တို့ကသူ့မြင်ရင်ကြောက်နေတာအခုတလို့ရွာမှလည်းမနေဘူးအေးဟုတ်တယ်ငါစီကိုလည်းသူပြောစရာရှိမှလာတာကဲဘာမှမပူနဲ့ငါရှိနေတာပဲတော်သေးတယ်ဦးအောင်ရှိနေလို့ဒါပဲကျုပ်လည်းဘလို့ယူထပြီးအဲ့ဒီကကိုညိုမောင်ကိုနင်းကန်ပြောလိုက်မိမှမသိပါဘူးမိကျော်ကလည်းစိတ်ပြက်နှက်ပြက်နဲ့ညင်းညူနေတာပေါ့အဲ့ဒါပြီးတော့သူတို့ကဦးအောင်ကိုဘိုးထင်းကိုစုံမပေးဖို့အတွက်တွတ်ပြောပြီးပြန်သွားကြတယ်သူတို့ပြန်သွားတဲ့အချိန်မှာဦးအောင်ကလည်းတက်ပြင်းလေးကိုချပြီးတော့ရင်းနှီးချမ်းလေးဆက်တောက်နေတော့တာပေါ့ဘိုးတင်မင်းပေတော်လာလုပ်ငန်းစမှာလေဘာဖြစ်လို့လဲကွာငါကတော့စိတ်မရှိတော့ဘူးစေးရတာ2ရက်3ရက်ရှိနေပြီမင်းဘာမှမလုပ်သေးလို့လေဘာလဲမင်းသွေးမရှိတော့တာလားတယောက်မှကြက်မွေးနှုတ်နေတဲ့တာအေးတယောက်ကတဲပေါ်မှာထမင်းစားနေတဲ့ဘိုးထင်းကိုအဲ့ဒီလိုမေးလိုက်တာပေါ့အဲ့ဒီချိန်တောကျွတ်တီတကောင်ကိုပြပွေလူနေတဲ့ဘ
ပေတူကလည်းတာအေးရဲ့စကားကိုထောက်ခံလာတယ်ဟုတ်တယ်တာအေးပြောတာကလည်းပြောချင်းစရာပဲစီးရတာလည်းကြားပြီမင်းကဘာမှမလုပ်ရှာသေးဘူးငါအဲ့ဒါပြောတာလေပြောတော့ကတော့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့တကယ်လေလုံးမယ်ဆိုရောတွေးကြောင်နေတာလားမသိဘူးဘိုးတင်ကတာအေးနဲ့ပေတူတို့ပြောစကားတွေကိုပြုံနဲ့နားထောင်ပြီးတော့ထမင်းစားနေတာကိုလက်ဆက်တိုက်လိုက်ပြီးမင်းတို့ကလည်းဒီကိစ္စကအလော်တကြီးလှုပ်လို့မရဘူးငါတို့၃ယောက်ထဲလေလှုပ်လို့မရဘူးတခြားသူတွေအားအောင်လဲစောင့်ရသေးတယ်ဟာတခြားသူတွေပါသေးရလားပါတာဘောကွာငါပြောမယ်ငါတို့ပထမဆုံးအမမီကြော့ကိုပညာပေးရမယ်သူ့ကိုပညာပေးဖို့ကကိုပကြီးငိုကိုခေါ်ထားတယ်ဘလို့ကြီးလဲမင်းကလေအကိစ္စဖိုးထွေးကိုလည်းပြောပြီးပြီအဆင်ပြေတယ်မနေ့ပြန်လောက်လှုပ်ရှားကြမယ်ကွာငါတို့ကတက်တီတွေရှာရမယ်ဘာကြီးမြအမေပြုံးကြီးတော့ပြူတို့ကိုပါတက်တီခံထားရမယ်ဘလို့လဲမင်းပြောတာနားမလည်နေဘူးမနေ့ပြန်ကြရင်တီးရမှာပေါ့ကွာမနေ့ပြန်ကိုပကြီးငိုကိုသွားခေါ်မယ်အေးကွာငါတို့ကရောဘာလုပ်ရမှာလဲလုပ်ရမှာမပူနဲ့စိတ်ချအဲ့ဒီကြရင်အကုန်လှုပ်ရမှာကိုကြီးညိုမောင်ကိုဘဲသွားလဲမင်းကိုကြီးညိုမောင်ကအနားကိုမနေတာဟေ့ဘာခုတ်နေတယ်လေကွာတဲမှာဘူးစင်ဆောင်မလို့ဆိုလားသူ့အလုပ်ချက်ကတော့လက်လန့်နေအေးကိုဖိုးထွေးလိုက်ရင်ပေတူးငါနောက်လိုက်ခဲ့မင်းနဲ့ငါပြူကြီးစီသွားပြီးအကျိုးကြောင့်ပြောပြထားရအောင်လို့ကောင်းတာပေါ့ကွာသူတို့စကားပြောနေတဲ့အချိန်မှာပဲတဲလေးစီကိုဖိုးထွေးတာရနဲ့ကိုတိုက်ကြီးပါရောက်လာတယ်အိမ်နောက်သူတို့ကဘိုးထင်နာကတ်ထိုင်ပြီးတော့ကြက်မွေးနှုတ်နေတဲ့တာအေးနဲ့တောချက်ကိုပြာလူနေတဲ့ပေတူးတို့ကိုကြည့်ပြီးတော့ကိုတိုက်ကြီးကစကားဆိုလိုက်တယ်ပေတူးနဲ့တာအေးမင်းတို့နှစ်ယောက်ငါလာမယ်မှန်းသိလို့တေချာပြင်ဆင်ထားကြတာလားကွဘာလို့ပြောတာလဲကိုတိုက်ကြီးဘာရမှာလဲကွာတယောက်ကလည်းကြက်သားချက်မလို့လုံနေတယ်နောက်တယောက်ကလည်းကြွက်ကြုံမလို့လုံနေတယ်အလိုမှန်ဒီငါတပလင်းလောက်ဆွဲခဲ့ပါလေကွာကိုတိုက်ကြီးကရက်ပြတ်သွားပြီမလားမေလာအဖေနဲ့ကိုတိုက်ကြီးတို့ကိုဖူးတော်ကြီးကဆေးမြစ်တွေပေးခဲ့တာလေတော်စမ်းပါကွာတပတ်တော်မခံဘူးပြီးတော့လေပြန်တောက်ချင်တာပဲငါကောင်ကြီးမင်းတို့လည်းအတိသားနဲ့ဖူးတော်ကြီးကလူလိန်ကြီးဆိုတာတီးတော့တီးတယ်လေဒါပေမဲ့အရက်တော့တကယ်ဖြတ်ပေးခဲ့တယ်ထင်တာမေလာအဖေကြီးတော့တောက်တာတိတ်မမြင်တော့ဘူးနော်အေးအဲ့ဒါတော့ဟုတ်တယ်ဟာသူတော့တိတ်မတောက်တော့ဘူးဒါနဲ့စူစမ်းမအောင်ကမင်းတို့ငါ့ကိုခေါ်တဲ့ကိစ္စကိုတိုက်ကြီးကပေတူးနဲ့တာအေးတို့ကိုစကားဆိုနေရင်နဲ့ကုပြစ်ဘော်ကဘိုးတင်ကိုမေးခွန်းမေးလိုက်တယ်အဲ့အချိန်မှာပဲဘိုးတင်ကရင်းနေချမ်းတစ်ခွက်ကိုမောတောက်လိုက်ပြီးတော့စားရင်တောက်ရင်တိုင်ပင်စရာလေးရှိလို့ကိုတိုက်ကြီးကိုခေါ်လိုက်တာအေးပြောကွာကိုတိုက်ကြီးဆိုတာကျုပ်တို့နဲ့ညီကိုလိုနေလာတာမှတ်လားပြီးတော့ကိုကြီးညိုမောင်နဲ့ကောပဲလေဟုတ်တယ်လေညိုမောင်ကြီးရောပဲသွားတော့အဲ့ကောင်ကငါစိတ်ပူနေတာရှိတယ်ဘူးစင်ဆောက်ဖို့ဝါသွားခုတ်နေတယ်ဒါနဲ့ခမရရောက်ကိုကြီးညိုမောင်ကျုပ်ဘမိမကိုစော်ကားဖို့ကြိုးစားတယ်ဆိုတာယုံလားမင်းကလည်းမေးကိုမမေးသင့်ဘူးယုံစရာလားတကယ်လုပ်တယ်ဆိုရင်တော့ငါအထင်တော့မင်းဘဦးအောင်ကူညီနဲ့မကောင်းတဲ့ပညာနဲ့ပြူစားထားတာမျိုးဖြစ်ရမယ်မင်းရှိပြောရတာလဲအားနာပါလေကွာရပါတယ်ဗျာအခုကကိုတိုက်ကြီးကိုခေါ်တာလဲအကိစ္စပဲစူစမ်းပါအောင်ကကိုတိုက်ကြီးကအဲ့ဒီလိုမေးလာတော့ဘိုးတင်ကသူကြံစီထားတဲ့ကြံစီကိုတေချာပြောပြလိုက်တယ်ဘိုးတင်ရဲ့စကားဆုံးတော့ကိုတိုက်ကြီးကတော်အံ့ဩနေပြီးတော့စိုးရင်စီရှိနေတဲ့ဟန်နဲ့စကားဆပြောလိုက်တယ်မင်းတို့ကလည်းကွာဒေါ်တုတ်ကြီးနဲ့ကငါနဲ့အဆင်ပြေပါမလားမတင်ကလိုက်ရင်ဒါမှမဟုတ်မိကြော့နဲ့မိချော်တော့လို့ဆိုတော်သေးတယ်နောက်ဆုံးကမတ်တန်းရင်ဆိုရင်လည်းအဆင်ပြေတယ်ဒေါ်တုတ်ကြီးကိုတော့နင်းနေကြောက်တယ်ပြီးတော့ငါတို့နဲ့အမျိုးရောကင်းရလားမသိဘူးနော်ခင်ဗျားကလည်းအမျိုးမတော်ပါဘူးဗျာတော်တယ်နော်သူ့ဘေးနဲ့ငါ့ဘေးကညီကိုတဝမ်းခွဲပဲကွဲတယ်ဆိုလားခင်ဗျားကလည်းအဲ့လောက်ကြီးတော့လိုက်ဆက်မနေနဲ့လေဗျာဒေါ်တုတ်ကခင်ဗျားနေမှာအဆင်ပြေမှာလှုပ်ဆန်းပါကိုကြီးညိုမောင်အတွက်လုံးမဖြစ်မယ်လေအေးကွာမင်းတို့ကအတင်းဆိုတော့လေလောက်ရမှာပေါ့မင်းတို့တွေအဝေးကြီးတော့သွားမနေနဲ့နော်ငါဒေါ်တုတ်ကိုကြောက်တယ်ကွအေးပါဗျာသူစပြီးခဏနေတာနေကျုပ်တို့တန်းရောက်လာမှစိတ်ချပြီးရပဲအဲ့ဒါဆိုလေချကွာအဲ့ဒီလိုနဲ့ဘိုးတင်တို့ကရွာထဲမှာဒေါ်တုတ်နဲ့အပေါင်းပါတွေကိုလက်တုံးပြန်ဖို့အတွက်ကိုညီမအောင်လူလားသူတွေနဲ့အစီအစဉ်ဆွဲနေကြတာပေါ့အဲ့ဒီနေ့ကအချိန်ခါမဟုတ်ပဲမိုးနေနေအုံနေတယ်ပေပင်ရွာမှာရှိတဲ့မိကြော့ရဲ့နေအိမ်မှာဘိုးတင်ဖိုးထွေးပကြီးငုံနဲ့ဗကြီးမြအမေပြုံးနဲ့ကြီးတော်ပြူတို့ကရောက်ရှိလို့နေတယ်ပကြီးငုံကတိုက်ပုံအင်ဂျီနဲ့ဖြစ်ပြီးတော့စာအုပ်နဲ့ခဲတံကိုကင်ထားတာပေါ့
သူ့ရဲ့ပကြီးတောင်ငွေရလောက်တဲ့ရုပ်ရည်နဲ့ဝစ်ထားတဲ့တိုက်ပုံတွေကတခြားဖြစ်နေတယ်အဲ့ဒီနေရာကိုဘိုးထင်တို့စတင်ဝင်ရောက်လာတဲ့ချိန်စကောနဲ့စပားလုံးကောက်နေတဲ့မိကျော်တယောက်ရင်းနဲ့ဒိတ်ကနေဖြစ်သွားတယ်တိုက်ပုံအင်ကြီးဝစ်လာတဲ့ပကြီးငိုကလေသူမအားလာတောင်းရန်သလားဟုမြင်မိတာကြောင့်ပါဒါပေမဲ့ဖိုးထွေးလဲပါလာတာကြောင့်သူစိတ်မသက်သာရပြီးတော့တန်လျာမှာစပားလုံးကောက်နေရကနေအိမ်နောက်ပြီးဓမ္မပင်အောင်ကိုပြုတ်ဖို့ပြောင်းသွားတယ်မိကျော်ရဲ့မိဘနှစ်ပါးလည်းရမီရဖဖြစ်တဲ့ဘာကြီးမျိုးတို့ပါလာတာကြောင့်ပြုံးရွှင်တာရပဲလောကုတ်ပြူတာပေါ့ကိုမြတို့အမေပြုံးတော့ပါလားလာထိုင်ဘာကိစ္စများရှိလို့လဲမသိန်းရောဒီကမောင်ပကြီးငိုကအကူအညီတောင်းလို့လိုက်လာတာသူတို့ရွာမှာရှေးဟောင်းစိတ်ကြီးပြုပြင်နေတာတဲ့လေအဲ့ဒါတအားသက်တဲ့လောက်အလူဒါနလေးပြုနိုင်နေဆိုတာနဲ့ငါမင်းစီခေါ်လာတာရိုးစင်ရွာကလားကျုပ်လေသတင်းကြားပါတယ်အခုလိုလာပြီးစော်ဩပေးတာတိတ်ကိုကျေးဇူးတင်တယ်ဗျာလူကြီးတွေစကားပြောနေတဲ့အချိန်ပကြီးငိုကမကျော်ရဲ့ဖခင်ကြီးကိုကြည့်ပြီးတော့စကားဆိုလိုက်တယ်ဦးကြီးကျုပ်တခုလောက်ပြောပြရစီဘာများတော့မောင်ရဲ့ပြောလိကွယ်ကျုပ်ပြောချင်တာကတခြားတော့မဟုတ်ဘူးဗျဦးကြီးတို့အိမ်နောက်ဘေးမှာတမာပင်ကြီးတစ်ပင်ရှိတယ်မလားရှိတယ်လေဘာဖြစ်လို့လဲမောင်ရင်ကျုပ်တမာရွက်လီခူးခြင်းလို့ဘိုးထင်တို့ပြောတော့အဲ့တမာရွက်ကစားကောင်းတယ်ဆိုလို့လေဟုတ်တယ်ကောင်းတယ်အဲ့ဒါဆိုကျုပ်သွားခူးလိုက်ဦးမယ်ဗျာပကြီးငိုကအဲ့ဒီလိုပြောပြီးတော့အိမ်နောက်ဘေးဘက်စီကိုထွက်လာခဲ့လိုက်တယ်အိမ်နောက်ဘေးကကုတ်ပြစ်မှာရှိနေတဲ့မိကျော်ထိုင်နေတာကိုသိတဲ့ပကြီးငိုကလည်းမိကျော်အနာမရောက်ချိန်မှာတိုက်ပုံအင်ကြီးအိတ်ထဲကနေဖန်ပလင်းလေးကိုထုတ်ကိုပေါ်အနေငယ်လောင်းချလိုက်တယ်အဲ့ဒါပြီးတော့သူကကုတ်ပြစ်မှာစပားလုံးကောက်နေတဲ့မိကျော်အနာဖြတ်သွားလိုက်တယ်သူဖြတ်သွားပြီးမကြတဲ့အချိန်မှာပဲစပားလုံးကောက်နေတဲ့မိကျော်တစ်ချက်တုံသွားပြီးရီဝေဝေအကြည့်နဲ့ပကြီးငိုကိုကြည့်ပြီးတော့ထိုင်ရကနေမတ်တက်ရက်ပကြီးငိုတန်ခန့်မြင့်မြန်သွားပြီးအနောက်ကနေဖတ်ထားလိုက်တယ်အဲ့ဒါတွေမကသေးပါဘူးပကြီးငိုအလိုရမတ်ပြည့်နေတဲ့ဟန်နဲ့အတင်းရောဖတ်နေလေရောပကြီးငိုကလည်းအော်ဟစ်ပြီးအကူအညီတောင်းလိုက်တာပေါ့လောက်ကြပါဦးဗျာကျုပ်ကအနိုင်ကျင့်နေပြီပကြီးငိုရဲ့အော်တန်ကိုကြားတာနဲ့ဘိုးတင်တို့ကသူတို့ခေါ်လာတဲ့ဘာကြီးမြကိုတွဲခေါ်ပြီးတော့အိမ်နောက်ဘေးကိုမြင်မြန်သွားလိုက်တယ်အိမ်နောက်ဘေးတို့ရောက်တဲ့အချိန်ဘာကြီးမြတို့လူကြီးတွေကသူတို့မြင်နေရတဲ့မြင်ကွင်းကိုမယုံကြည်နိုင်တာဖြင့်ငင်းနေကြတယ်သူတို့မြင်လိုက်ရတာကဓမ္မပင်အောက်မှာရက်နေတဲ့ပကြီးငိုကိုမိကျော်ကအတင်းအဓမ္မဖတ်နေတာပါမိကျော်ကဘိုးတင်တဲ့လူကြီးတွေရှိနေတာကိုသတိမထားနိုင်တော့ဘဲနဲ့ပကြီးငိုအတင်းတွေဖတ်နေတော့တယ်အဲ့ဒီမြင်ကွင်းကြောင့်မိကျော်ရဲ့မိဘနှစ်ပါးကလည်းမျက်စိမျက်နှာပြက်နဲ့သူ့သမီးဖြစ်သူကိုអော်လိုက်တယ်မိကျော်နင်အဲ့ဒါဘာဖြစ်နေတာလဲမိကျော်ငါမေးနေတယ်လေနင်ဘာတွေလုပ်နေတာလဲမိကျော်ရဲ့မိဘတွေကအဲ့ဒီလိုអော်နေပေမဲ့လေမိကျော်ကဂယုမဆိုင်နိုင်ပါဘူးလူချင်းတက်မဲ့တဲ့ဟန်နဲ့ပဲပကြီးငိုကအတင်းဖတ်ထားတယ်ပကြီးငိုကလည်းကြောက်လန့်တဲ့ဟန်နဲ့အတင်းယုံပြီးတော့ဘိုးတင်တို့အနာကိုပြေးသွားပြီးအတန်တုံတုံနဲ့လူကြီးတွေကိုကြည့်ပြီးစကားဆိုတယ်ကျုပ်ကိုသူစော်ကားတယ်ဗျပကြီးငိုတိတ်ဆန်းမင်းဘာလို့អော်နေတာလဲယောက်ျားဖြစ်ပြီးတော့ယောက်ျားကယောက်ျားပဲကျုပ်လိုမတူတာကိုသူအတင်းလောက်တာလေကျုပ်လူကြီးစီသွားတိုင်ပြစ်မယ်ပကြီးငိုရဲ့စကားကြောင့်မိကျော်ရဲ့မိဘနှစ်ပါးအလွန်ရှက်သွားပြီးတော့သမီးဖြစ်သူအနာသွားပြီးမိခင်ဖြစ်သူကမိကျော်ရဲ့ဘားကိုအားဖြင့်ပြင်းပြင်းထန်ထန်ရိုက်လိုက်တယ်အဲ့ဒီခါမှာမိကျော်ကသူ့ရဲ့ဘားကိုကင်ပြီးတော့အံ့ဩနေတဲ့ဟန်နဲ့မိခင်ဖြစ်သူကိုမေးလိုက်တယ်အမေဘာလို့ကျုပ်ကိုရိုက်တာတော့နင်းကိုရိုက်ရုံနေမဟုတ်ဘူးတက်တောင်တက်ပြစ်ချင်တာကျုပ်ဘာလို့မိတော့မေးနင်ဘာလို့မိတော့ဟုတ်လားနင်မို့ဒီဘလူးရုပ်နဲ့ကောင်ကိုအသေးတန်ဖြစ်နေရတယ်လို့အမေဘာပြောနေတာလဲဘာကြီးများတို့ကရောကျုပ်ကိုဘာလို့ဝိုင်းကြည့်နေတာတော့ဘာလို့ဝိုင်းကြည့်နေတာတော့ဟုတ်လားနင်ဘာတွေလုပ်ခဲ့လဲဆိုတာနင်ဘာသာမသိဘူးလားတကယ်မသိတာမေကျုပ်ဘာလို့မိလို့လဲအဲ့ဒီအချိန်မှာဖိုးထွေးကမကျေနပ်တဲ့မျက်နှာနဲ့မိကျော်လက်ညှိုးထိုးပြီးငေါက်လိုက်တယ်နင်ညာမနေနဲ့ငါမျက်စိနဲ့တက်အပ်မြင်လိုက်လို့သာယုံလိုက်ရတာနှုတ်မစုံကလုံးဝယုံမှာမဟုတ်ဘူးကိုပကြီးကိုအခွက်နဲ့ငါအခွက်ရှင်ကြည့်စမ်းပါဦးနှက်သားနဲ့ပြိတ္တာကြီးတို့ကွာတာနင်မို့ပကြီးကိုအတင်းဖက်ပြီးကြံစီရတယ်လို့ဟာဖိုးထွေးနင်ဘာပြောနေတာလဲနင်ပောက်ကရမပြောနဲ့ပောက်ကရပြောတာမဟုတ်ဘူးတကယ်ပြောတာနင်မို့ဟာငါနဲ့အစားရှက်တယ်မင်းလေးတို့အိမ်ကြီးရွှေပေးလို့မရတဲ့နင်းနဲ့ကြမှာအဲ့စကားကပုံပြက်ရတယ်လို့ဟာဖူးထွေးရဲ့စကားတွေကြောင့်မိကျော်တယောက်လုံးဝနားမလည်နိုင်ဖြစ်နေတယ်အဲ့ဒီချိန်မှာအမေပြုံးကဦးကောင်းလေးကိုညှိမ့်ပြီးတော့သမီးမိကျော်
သမီးသူ့ကိုကြိုက်တယ်ဆိုရင်လေလူကြီးတွေကပေးစားကြမှာပါယောက်ျားတစ်ယောက်ကိုအတင်းကြမ်းဖက်ပြီးတော့တိမ်သွင်းနေဆိုတာမကောင်းပါဘူးကွယ်အမေပြုံဘာတွေပြောနေတာလဲသမီးရှက်စရာမလိုပါဘူးကွယ်မောင်မကြီးငိုကိုကြိုက်တယ်ဆိုရင်လေလူကြီးတွေကိုပြောပေါ့တူတူတိတ်တိတ်စီစဉ်မှာပေါ့ကွယ်မိကျော်လုံးဝနားမလည်နိုင်တော့ဘူးအဲ့ဒါတော့သူ့ရဲ့မိခင်ဖြစ်သူကိုတိုးတိုးလေးမေးလိုက်ပြီးတော့မိခင်ဖြစ်သူမြင်လိုက်ရတဲ့အဖြစ်အပျက်ကိုပြန်ပြောပြလိုက်တာကိုနားထောင်ပြီးမိကျော်တယောက်အလွန်ရှက်သွားပြီးတော့ကျုပ်လောက်တာမဟုတ်ဘူးနော်ကျုပ်ဘာမှမသိဘူးကျုပ်ကိုသူယုံမာတာပဲနေမှာအမမိကျော်ဘာလို့ပြောင်းလဲချင်နေရတာလဲဗျာအမကိုပကြီးငိုကိုဆွဲလာရန်လာလောက်တာအားလုံးမြင်နေဘိုးတင်ဒါနင့်အကြံနေမလားဒုက္ခပဲကျုပ်တို့ကဘာကြီးများတို့စကားပြောတာကိုနားထောင်နေတာကိုပကြီးငိုအော်တန်ကြားလို့ကျုပ်တို့အတူလာကြည့်တာအဲ့မှာခမည်းကိုပကြီးငိုကိုစော်ကားဖို့ကြံနေတာတွေ့တာပဲတော်ငါတိတယ်အဲ့ဒါနင်လောက်တာထက်ပြီအမရာကျုပ်ကဘလို့လောက်ရမှာလဲဒုက္ခပဲဗျာအမမိကျော့ကြိုက်မရှက်ငိုင်းမရှက်ဖြစ်သွားတာနေမှာပေါ့မိကျော့တယောက်ကအလွန်ရှက်သွားပြီးတော့အိမ်ပေါ်တက်သွားတော့တယ်အဲ့ဒီနောက်ပေတူးကလည်းပကြီးငိုရဲ့ခါကိုတထောင်နဲ့တို့ပြီးတတိပေးလိုက်တော့မှပကြီးငိုတယောက်တစကန်ထလာတော့တယ်ယောက်ျားတက်ပြီးတော့မိမဖက်ပြီးလိုက်နန်းလို့ငိုနေတဲ့ကိုပကြီးငိုကိုဘာကြီးများမကြည့်လို့ကြည့်ပြီးတော့အိမ်ရောက်တန်းလျားသူခေါ်သွားတော့တယ်ပကြီးငိုတယောက်ငိုကြီးချက်မနဲ့ရွာလူကြီးအိမ်ကိုတိုင်မှုပြောနေတာပေါ့လူငယ်တွေတော့ရုပ်ကအတော်ကိုကြည့်ရဆိုးပါတယ်ဘိုးတင်တို့ကလည်းမီးလောင်ရလေးပင်းဆိုသလိုပကြီးငိုနှစ်သိမ့်တယ်လို့နဲ့ရွာလူကြီးအိမ်တိုင်ဖို့ရတွတ်အကြံပေးနေတယ်ကိုပကြီးငိုခမားဘလို့လောက်မှလဲမိန်းကလေးတယောက်ကယောက်ျားလေးတယောက်ကိုအခုလိုကိုထီလက်ရောက်လောက်တာငြိမ်ခံလို့ပဲဖြစ်မလဲရွာလူကြီးကိုတိုင်ရမှာပေါ့ဟုတ်တယ်သူတို့လင်နာယူတိုင်းယူလို့ရအောင်ကျုပ်တို့လူလုံနေတာမဟုတ်ဘူးတိုင်ကိုတိုင်ရမယ်ခိကူကယောက်ျားလေးတွေကိုစိုးရင်ရတဲ့ခေဖြစ်နေပြီဘာကြီးများတို့ကြီးတော်တို့မြင်နေနော်ကိုပကြီးကိုယုံနေတာတော့အမမီကျော်အတင်းလိုက်ပြီးစော်ကားနေတာဟုတ်တယ်လူကြီးတွေအတိနော်ပြီးရင်ကျုပ်တို့ယောက်ျားတွေကပဲညာတယ်လို့ဘာတယ်လို့လာလုပ်နေတာငိုနေတဲ့ပကြီးငိုနဲ့မခံမချင်းပြောနေတော့ဘိုးတင်တို့ကြောင့်ဘာကြီးများအမေပြုံးနဲ့တခြားတဲ့လူကြီးမှလည်းဘလို့လောက်ရမှန်းမသိဖြစ်နေတယ်မိကျော်ရဲ့မိခင်မှလည်းအိမ်အောင်မှတော့မနေရတော့ပဲအိမ်ပေါ်တက်ပြီးတော့သမီးဖြစ်သူကိုစူပူကျိမ်းမောင်းရိုက်နှက်တော့တယ်ဘာကြီးများလည်းလူကြီးပြီးဘိုးတင်တို့ကိုကြည့်ပြီးတော့တူတူတိတ်တိတ်ဖြည့်ရှင်းရန်အတွက်ဖြောင်းပြတာပေါ့ဘိုးတင်ပကြီးငိုတိတ်ခိုင်းစမ်းမအောင်ကွာသူငွေနေတာအတူပမှာငိုနေတာကြနေတာပဲတိတ်ခိုင်းစမ်းကွာမိန်းကလေးတယောက်ကသူ့ကိုအဲ့လိုလှုပ်တာသူဘာနစ်နာသွားလို့လဲဘာကြီးများအဲ့ဒီလိုပြောလိုက်တော့ဘိုးတင်ကလည်းဘာကြီးများကိုဗဇက်အဟောင်းသားနဲ့ကြည့်ပြီးမယုံနိုင်တဲ့ဟန်နဲ့တယောက်တစ်ပေါက်စကားဆိုတယ်ဘာကြီးများယောက်ျားလားမိန်းမလားယောက်ျားပါဟာအဲ့ဒါဆိုဘာလို့မိန်းမတွေဖက်ကိုပါနေတာလဲဘာကြီးပဲစဉ်းစားကြည့်ဗျာကျုပ်တို့ယောက်ျားလေးဆိုတာကလည်းအရှက်နဲ့ပဲလူလောက်တာမလားသူစိတ်မပါတာကိုအတင်းတမစူးစားတာဒါမဒိမှုမြောက်တယ်ဘာကြီးကရာဇဝတ်မှုကိုဖုံးအုပ်ချင်နေတာလားအဲ့လောက်တော့အပြစ်ကြီးသွားတာလားအပြစ်ကြီးတာဗောဗျကျုပ်ကြားဖူးတာတခုရှိတယ်လောကမှာယောက်ျားမိန်းမဆိုတာမရှိဘူးတဲ့ဥပဒေကဥပဒေပဲကျုပ်ကတော့ကိုပကြီးကိုတဘောတိုင်းပဲဖြစ်စေချင်တယ်နေကြပါအောင်ကွာပကြီးကိုမေးပါအောင်မယ်သူမိကြော့ကိုယူมาလားဘလို့လောက်มาလဲဆိုတာဟုတ်တယ်ကိုမြပြောတာမှန်တယ်ကျုပ်တို့ပကြီးကိုတဘောကိုမေးကြည့်ရမယ်ဟုတ်တာဗောသူကနင့်နာသူပဲလေသူ့တဘောကိုမေးရမှာဗောဘာကြီးများရဲ့စကားကိုကြီးတော့ပြူနဲ့အမေပြုံးတို့ကထောက်ခံလေတော့ဖိုးထွေးတယောက်ကချွေးပြန်လို့သွားတော့တယ်အဲ့ဒါကြောင့်သူကပေတူးနဲ့တာရဲနာကက်ပြီးတော့တန်းလျားမှာထိုင်ပြီးတရှုံရှုံငိုနေတဲ့ပကြီးကိုကြည့်ပြီးတူတူလေးစကားဆိုလိုက်တယ်ပေတူးနဲ့တာအေးငါတော့ဒုက္ခရောက်ပြီလားမသိဘူးတော့ကြာကိုပကြီးငိုကမိကြော့ကိုယူမယ်ဆိုရင်ဘယ်လိုလုပ်မလဲအဲ့လိုတော့မလုပ်တော့ပါဘူးဗျာလုပ်ရင်ဘယ်လိုလုပ်မလဲလို့ဖိုးထွေးစကားကိုတာအေးနဲ့ပေတူးတို့ဖြေချနိုင်ခြင်းမရှိပြီးတော့ခေါင်းကုတ်လို့နေတယ်အဲ့ဒါကြောင့်ဖိုးထွေးကတော်တော်လေးကိုပူပင်နေတယ်ပကြီးကိုပြောလာမယ့်စကားတွေကိုစိတ်ဝင်စားနဲ့နားထောင်နေတော့တာပေါ့ပကြီးကိုကလည်းငိုနေတာကိုရက်လိုက်ပြီးတော့သူ့ရဲ့ထင်မြင်ယူဆချက်ကိုမင်းနေတဲ့ဘာကြီးများတို့ကိုဖြေလိုက်တယ်ကျုပ်ကတော့သူ့ကိုမယူနိုင်ဘူးအော်အေးမင်းရုပ်မင်းကြီးနဲ့မိကြောက်ကိုညင်းတာပေါ့ဘာကြီးများကျုပ်ကိုမလောင်နဲ့ဗျာကျုပ်ကရုပ်တာဆိုတာနှလုံးသားလှတယ်ဗျအေးပါပကြီးကိုရဲ့မင်းကအခုချိန်တော့ပြောအားရှိတာပေါ့ဒီကိစ္စကိုမျက်မြင်ကိုယ်တွေ့မှုသာယုံလိုက်ရတာမဟုတ်ရင်တော့ဖျားပေးပြီးကြမ်းပေးပြီးလုံးဝယုံမှာမဟုတ်ဘူး
တော်ပါတော့ဘာကြီးမြရာကျုပ်ကတော့ရွာလူကြီးတို့ကိုဒီကိစ္စသွားတိုက်မယ်ကြော်မကောင်းကြားမကောင်းကွာဒီကိစ္စရွာလူကြီးတိုင်ရမယ်ကိစ္စမှမဟုတ်တာဘာလို့မတိုင်ရမှာလဲဗျကျုပ်လည်းအရှက်ရှိတဲ့လူတစ်ယောက်ပဲဘာကြီးမြကကျုပ်ကိုအုတ်ချမ်းမျက်ပေါက်များထင်နေလားအဲ့လိုပြောချင်တာလည်းမဟုတ်ပါဘူးကွာမိန်းကလေးတစ်ယောက်အနေနဲ့အခုလိုရက်တိရွာတီအတိုင်းခံလိုက်ရရင်အတော်ကိုရှက်စရာကောင်းပါအဲ့ဒါသူကိစ္စဗျာကျုပ်ကတော့ရွာလူကြီးကိုတွားတိုက်မယ်ဘာကြီးမြတို့တက်တီရှိတယ်နော်ဘာကြီးတို့လူကြီးတွေမဟုတ်မမှန်ပြောတာပြောမယ်လို့မထင်ဘူးကဲဘိုးတင်တို့တွားကြရအောင်ကွာပကြီးငွားအဲ့ဒီလိုပြောပြီးတော့မိကျတို့အိမ်ကနေထွက်လာခဲ့လိုက်တယ်အဲ့ဒီချိန်မှာဖိုးထွေးကတက်ပြင်းကိုချပြီးတော့ဘိုးတင်တို့နဲ့အတူပကြီးငွားနောက်လိုက်ပါသွားတော့တယ်မိကျော်အကြောင်းနဲ့ဘေးပင်ရွာကလေးတွင်းမှာတဟိုးလေးတကြော်ကြော်ဖြစ်နေတယ်အဲ့ဒီတဲ့င်းကအတော်ကိုလူပြောများသွားစရာဖြစ်တယ်လို့တချို့ကလည်းတာမန်ကိစ္စမဟုတ်ဘူးလို့ဆိုကြတာပေါ့တချို့ရွာသားတွေကကိုညူမောင်ပေါ်နင်းငံပြောခဲ့တာကြောင့်ချက်ချင်းဝစ်လေတာလို့လည်းပြောကြတယ်တချို့ရွာသားတွေကလည်းယခုကိစ္စကဘိုးထင်တို့အကြံစီဖြစ်နိုင်တယ်လို့လည်းဆိုတယ်ဘလို့ပဲဆိုစီပေပင်ရွာသားတွေကကိုညူမောင်ပေါ်အမြင်မကြည့်ဖြစ်နေရကနေစတင်ပြောင်းလဲလာကြတယ်တော်တုတ်တယောက်ကြားရတဲ့သတင်းတွေကိုအကျော်လာဝဲတဲ့သူတွေကိုမေးမြန်းပြီးတန်းတော်ဖြစ်နေတာပေါ့မိကျော်ကိစ္စကြောင့်သူမစီလာနေကြမိန်းလေးတွေကလည်းမလာတော့ဘဲနဲ့မိကျော်လိုဖြစ်မှကြောက်ရွံ့နေကြတယ်တော်တုတ်ကလည်းအကျော်ကုန်းစင်အောင်ရောင်းပြီးတော့တန်းလျားမှာထိုင်ရကနေသူ့ရဲ့ယောက်ျားဖြစ်သူထင်းခွဲနေတာကိုလမ်းကြည့်ပြီးတော့စကားပြောလိုက်တယ်အိမ်ကဟာကြီးကျုပ်တခုတွေးနေတာမိကျော်ကပကြီးငိုလိုလူကိုဆွဲလာရန်လာလုပ်တယ်ဆိုတာကြီးကိုတော်ဘလို့ထင်လဲဘလို့ထင်ရမှာလဲနင်တို့တုန်းကလည်းညိုမောင်ကိုအဲ့လိုဆွဆွဲခဲ့ကြတာမလားအဲ့ဒါဝစ်လေတာပဲလေညိုမောင်ကကျုံမျက်စိရှိမှတယ်လောက်တာမိကျော်လည်းသူ့မိဘတွေကောဦးလေးကြီးတို့ရှိမှပါလောက်တာတဲ့လေအဲ့ဒါနင်တို့ဘလို့လုပ်မလဲကျုပ်လည်းစိတ်ညစ်နေတာတယောက်မှလည်းအိမ်မလာကြဘူးနင်းကြောင်အခုလိုဖြစ်တာသူတို့နင့်ကိုကြောက်လို့မလာတာနေမှာပေါ့ဘာလဲတော်ကကျုပ်ကိုအပြစ်တင်နေတာလားမဟုတ်ပါဘူးဗျာမဟုတ်ပါဘူးဒေါက်တာတို့လင်များနှစ်ယောက်စကားပြောနေချိန်မှာပဲအိမ်ဝိုင်းတွင်းကိုကိုတိုက်ကြီးတူဦးထဲဝင်လာတယ်သူကထင်းခွဲနေတဲ့ဒေါက်တာရဲ့ယောက်ျားကိုပြုံးပြီးနှုတ်ဆက်လိုက်တယ်ကိုသာလာအလုတ်ကျူးစားလာချီလားဗျအေးဟေးအလုတ်နဲ့လက်နဲ့မပြတ်လုံးနေရတယ်အကျော်လာဝဲတာလားတိုက်ကြီးမဟုတ်ပါဘူးဗျာခမည်းမိန်းမမတ်တုတ်ကြက်ရောင်းစရာရှိတယ်ဆိုလို့လာတာဟုတ်တယ်ချင်းနဲ့တွားလိုက်ဟိုမှာငါမိန်းမအဲ့ဒါဆိုကျုပ်တွားလိုက်အောင်မယ်ကိုတိုက်ကြီးကအဲ့ဒီလိုပြောပြီးတော့အိမ်အောင်တန်လျားမှာထိုင်နေတဲ့ဒေါ်တုတ်စီကိုတွားလိုက်တယ်အိမ်နောက်သူကပကြီးငိုထန်းကနေလက်ဆင့်ကမ်းလာတဲ့ဖမ်ပလင်းကိုထုတ်သူ့ခဏဘုံကိုအနှင်းငယ်လောင်းလိုက်ပြီးတော့တက်ပြင်းတစ်ချက်ချပြီးဒေါ်တုတ်နဲ့မျက်နှာချင်းဆိုင်တန်လျားမှာဝင်ထိုင်လိုက်တယ်လူထိုင်လိုက်တာနဲ့ဒေါ်တုတ်တယောက်ပါဇက်အဟောင်းသားနဲ့သူ့ကိုကြည့်ပြီးတော့သူမရဲ့ကြည့်ကိုအလိုရမတ်အပြည့်နဲ့ဖြစ်နေတာပေါ့ကိုတိုက်ကြီးမှဖြင့်ရှုံတူရှုံတန်ဖြစ်သွားပြီးတော့ဘလို့လောက်ရမှန်းမသိဖြစ်လာတဲ့အချိန်ဒေါ်တုတ်ကထိုင်ရာထလာပြီးတော့ကိုတိုက်ကြီးထိုင်နေတဲ့တန်လျားစီရောက်လာပြီးဘာမှပြောညာမပြောနဲ့သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးနဲ့ဖိပြီးတော့အတင်းဖက်နမ်းပါတော့တယ်အဲ့ဒီချိန်ကိုတိုက်ကြီးကလည်းအကြောက်လက်နေကြနဲ့ထင်းခွဲနေတဲ့ဒေါ်တုတ်ရဲ့ယောက်ျားကိုလမ်းအော့ခေါ်လိုက်တယ်ကိုသားလာလောက်ပါအောင်ပြုတ်ကိုသားလာအလဲနေကြအော်ခေါ်လိုက်တာကြောင့်ကိုသားလာတယောက်ထင်းခွဲနေရင်ကနေအိမ်ရောက်တန်လျားကိုကြည့်လိုက်တယ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကိုသားလာတယောက်လွန်စွာစိတ်ဆိုးသွားပြီးတော့အိမ်အောက်ကိုပြေးပြီးကိုတိုက်ကြီးကဆွဲလာရန်လာလုံနေတဲ့မိန်းမဖြစ်သူကိုနရင်တက်တက်အားရိုက်ထက်လိုက်တယ်နရင်အုပ်ခံလိုက်ရမှအတိစိတ်ပြန်ကတ်သွားတဲ့ဒေါ်တုတ်ကယောက်ျားဖြစ်သူကငေးကြည့်ပြီးတော့သူ့ကိုရိုက်ရတဲ့အကြောင်းကိုမေးလိုက်တာပေါ့တော်ကျုပ်ကိုဘာလို့ရိုက်တာလဲဘာလို့ရိုက်တာလဲဟုတ်လားနေရာလောက်လင်သားယူနေလားရက်တမကြက်တမမရှောင်တော့ဘူးလားရှက်စရာကောင်းလိုက်တာကွာတော်ဘာဖြစ်နေတာလဲဘာပြောတာလဲဟုတ်လားနင်တိုက်ကြီးကိုဘာလို့ဆွဲလာရန်လာလှုပ်နေတာလဲနင်ပေါက်ကြရမပြောနဲ့ငါကတိုက်ကြီးကိုဘာလို့ဆွဲလာရန်လာလှုပ်ရမှာလဲဒေါ်တုတ်ရဲ့စကားကြောင့်တိုက်ကြီးကစိတ်ဆိုးမှန်ဆိုးဖြစ်သွားပြီးတော့ထိုင်ရာကနေမတက်ထရက်ပြီးဒေါ်တုတ်ခမည်းတော်ခမည်းဘာလဲခမည်းကိုရွာလူကြီးစီတွားတိုက်မယ်ဘာရွာလူကြီးစီတွားတိုက်မယ်ဟုတ်လားဟုတ်တယ်တိုက်မယ်ခမည်းယောက်ျားတက်တီရှိတယ်ကိုတိုက်ကြီးကအဲ့ဒီလိုပြောပြီးတော့အိမ်ဝိုင်းပြင်ကိုထွက်သွားလိမ့်တယ်ဒေါ်တုတ်ကလည်းမကြည်မနှက်နဲ့ကိုတိုက်ကြီးကလမ်းအော်ရီစကားဆိုတယ်ကြောင်တောင်နဲ့သူကများလူကြီးကိုတိုင်အောင်မဲ့တဲ့ယူများနေလားမသိဘူးအဲ့ဒီလိုသူပြောတဲ့အချိန်ကိုတာလာလက်ညှိုးငေါက်ထိုးပြီးတော့သူ့ကိုစူပူကျိမ်းမောင်းတော့တာပေါ့မတ်တုတ်
နင်ငါရှိတော့မရှောင်ပါလားတော်ဘာရီပြောနေတာလေဘာရီပြောမှလဲတိုက်ကြီးကိုနင်ဖက်နန်းတာလေနင်တော်တော်ရွာနေလားကောင်မမိုက်ရိုင်းလားချီလားတာလာနင်ငါ့ကိုဘလို့ပြောလိုက်တယ်နင်ကိုရိုက်တောင်တက်ပြရအောင်မှလင်သားယူမရဲ့ကိုတာလာတယောက်လွန်စွာဒေါသထွက်သွားပြီးတော့ဒေါ်တုံးနဲ့အကြီးကျယ်စကားများကြတယ်အဲ့ချိန်မှာဘေးရန်လူတွေကလည်းလာဆွဲရတဲ့အထိဖြစ်သွားတာပေါ့အဲ့ဒီလိုနဲ့ဒေါ်တုံးတယောက်ကိုတိုက်ကြီးကိုကြံစီတဲ့တည်င်းကလည်းပေပင်ရွာမှာတော်မီလာလုံးဝပြန့်နှံ့သွားတော့တယ်ရမက်ဈေးကုန်တဲ့အထိကိုညမောင်ကိုပြစ်တင်ပြောဆိုတဲ့သူတွေကိုကြံစီမျိုးမျိုးနဲ့လက်စားချလိုက်တော့ရွာလူကြီးကတော့ဒေါ်သေးတဲ့အထိပဲအဲ့ဒီလိုလှုပ်ဆောင်တာကဘိုးတွင်ရဲ့စနက်မှန်တိကြလို့မဲ့တက်တီတက်ကမရှိတဲ့အကြောင်းသူ့ကိုဘလို့မှအပြစ်တင်လို့မရပါဘူးအဲ့ဒါကြောင့်အိမ်တွေကနေအိမ်ပြင်မထွက်ရဲလောက်တဲ့အထိဖြစ်နေကြတာပေါ့အခုရွာလူကြီးကလည်းအိမ်ရောက်တန်းလျားမှာထိုင်ပြီးတော့တခုခုအလေးနဲ့ထားပြီးစဉ်းစားနေတယ်အိမ်နောက်သူကတက်ပြင်းတစ်ချက်ချပြီးအိမ်ဝိုင်းအားမကြကြည့်နေလေတယ်ခဏမကြာတဲ့အချိန်မှာပဲပစိုးတစ်ထည်ကိုခေါင်းပေါင်းထားတဲ့ဦးအောင်ကအိမ်ဝိုင်းတွင်းကိုရောက်လာပြီးရွာလူကြီးနဲ့မျက်နှာချင်းဆိုင်တန်းလျားမှာဝင်ထိုင်လိုက်ပြီးတော့စကားဆိုလေတယ်ရွာလူကြီးကျုပ်ကိုခေါ်တယ်ဆိုလို့လေဟုတ်တယ်ကိုအောင်ခမည်းမိမမွေလိုက်တာကျုပ်မိမအထိပြဿနာတက်နေရပြီဗျဘာလို့ပြောတာလဲရွာလူကြီးခမည်းကောင်ဘိုးတင်အတော်ကိုမွေနေပြီအဲ့ကောင်ဘာရီရှောက်လုပ်နေတာလဲမသိဘူးကျုပ်မိမသေးတယ်လူရှိမှအယူအောင်စိန်ကိုအတင်းဖတ်တက်လို့လေဘလို့တွေဖြစ်ကုန်တာလဲကျုပ်ကခမည်းကိုမေးမလို့ခေါ်လိုက်တာခမည်းကကျုပ်ကိုပြန်မေးနေရလားကျုပ်တကယ်ပဲမသိလို့မေးတာရွာတွေကအမျိုးသမီးတွေလူရှိမရှောင်သူရှိမရှောင်ယောက်ျားလေးတွေကိုအတင်းလိုက်ဖက်လို့ဆိုလိုက်ဖက်တာတဲ့ပူဆိုးနေတာပေါ့မရင်းချင်းတော့မယ်ပုံစံတွေဗျကျုပ်ရှိမှတင်မို့လို့တာတော်သေးတယ်ကျုပ်မိမဆိုရှက်လွန်းလို့တက်တီမယ်ကြီးပဲလုံနေလို့မနေတားထားရတယ်ဘိုးတင်ဘာကြောင့်အခုလိုလှုပ်တယ်ဆိုတာကျုပ်သိလိုက်ပြီဘာလို့သိတာလဲရွာလူကြီးအကြီးကတရားခံကခမည်းမိမပဲခမည်းမိမကအခုလိုနီးတွေနဲ့ညူမောင်ကိုလှုပ်ကြံခဲ့တာနေမင်းကျုပ်တို့ကဒါကိုလက်မခံလို့ဘိုးတင်အခုလိုတွေလုံနေတာဖြစ်မှာပေါ့ဗျာဦးအောင်ကဘလို့ပြောရမှမသိတော့အဲ့ဒါနဲ့ပဲရွာလူကြီးကဆက်ပြီးစကားဆိုတယ်ဘိုးတင်နဲ့အပေါင်းပါတွေကမြို့တက်ပြီးအမှုဖွင့်မယ်လုံနေတာအဲ့ဒါခမည်းသားကိုဖြောင်းပြအောင်ဗျာကျုပ်လည်းဘာတွေလောက်ရမှမသိဘူးဖြစ်နေပြီခက်တယ်ဗျာခက်မနေနဲ့ဒီကိစ္စဒီမှာရက်ဖို့ခမည်းပြောပြီးဗျာကျုပ်လည်းညိုမောင်ကိုတောင်းပန်ဖို့စီစဉ်ပေးမယ်ရွာလူကြီးပြောတာကိုကျုပ်နားမလည်ဘူးသူတို့ပြောခဲ့တဲ့သူတွေကိုပြန်တောင်းပန်ခိုင်းမယ်ပြောတာသူတို့ကိုမြို့တက်မသွားဖို့ဒါပဲရွာတဲ့တည်င်းပြန်လာနေတော့သူတို့တွေတော်တော်ရှက်နေကြတာဒီတည်င်းမြို့ထိတာရောက်သွားလို့ကတော့အကုန်တက်တည်ကုန်မယ်ထင်တယ်အေးပါဗျာကျုပ်ဖြောင်းပြကြည့်ပါမယ်ခမည်းမိမပြန်မလာသေးဘူးလားဟိုနေ့ကပြန်လာတယ်ကြားတယ်ကျုပ်လည်းနင်းထုတ်လိုက်ပြီအဲ့ဒါကောင်းတယ်ခမည်းမိမကိုမုန်းနေကြပြီသူသာပြန်ရောက်လာရင်ခမည်းအိမ်ဂင်းနဲ့ထုခံရဖို့များတော့တယ်ရွာလူကြီးရဲ့စကားကြောင့်ဦးအောင်ကတွေးဝေသွားတယ်သူ့မိမပြန်လာမှမှန်တော့မဲ့နင်းထုတ်လိုက်တာအမှန်တရားမဟုတ်ပါဘူးရမက်စီတုံးပြီးမိမဖြစ်သူအဲ့ဒီလိုရုံမာခဲ့ကြောင်းဘိုးတင်ကတက်တီပြခဲ့တဲ့အတွက်မိမဖြစ်သူဘေးမကင်းကြောင်းကိုကြိုတိနေပြီးတော့ပြန်မလာခိုင်းခြင်းဖြစ်တယ်ဒါပေမဲ့တခြားသူတွေကိုတော့နင်းထုတ်လိုက်ပြီလို့ပဲဆိုတယ်တရွာလုံးအနေနဲ့လည်းအဖြူမဲတဲကွဲသားပြီမို့လို့ရွာလူကြီးလည်းသူ့ရဲ့နေအိမ်မှာညိုမောင်ကိုတောင်းပန်ဖို့စီစဉ်ပြီးဖြစ်ကြောင်းကိုဦးအောင်ကိုပြောလိုက်တယ်ကဲကိုညိုမောင်ကိုတောင်းပန်ချင်တယ်လို့ကျုပ်မိမအပါဝင်လင်နာယူမတွေအားလုံးကပြောတယ်ဘဲကလင်နာယူမတွေလဲဘာရမှာလဲဗျာခမည်းကောင်ဘိုးတင်ရဲ့အစွမ်းနဲ့ယောက်ျားတွေကိုဖတ်တက်နေတဲ့လင်နာယူမတွေလေကျုပ်မိမအစမတုတ်အဆုံးပေါ့ဗျာကျုပ်လေကျုပ်ကောင်ကိုတောင်းပန်ရမယ်အဲ့ဒါဆိုခမည်းမြင့်မြန်ဘိုးတင်နဲ့ညှိလိုက်တော့ဗျာလက်ခံပါစေလို့မျှော်လင့်ရတယ်ပဲရွာလူကြီးရေဘိုးတင်ကခမည်းပြောရင်ရမှာပါအဲ့ဒီလိုနဲ့ရွာလူကြီးနဲ့ဦးအောင်ကဘိုးတင်ကိုဖြောင်းပြပြီးမြို့ကိုတက်မတိုင်ပဲညိုမောင်ကိုတောင်းပန်ပြီးရွာမှာပဲကိစ္စအလုံးစုံတက်ရန်တိုင်ပင်လို့နေတယ်အပြူကြီးတယောက်ရွာထဲမှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေကိုကြည့်ပြီးတော့ဘိုးတင်လက်ချက်မှန်တန်းတီးလိုက်တယ်သူကတစ်စက်တည်းတွေးမိတာကကိုညိုမောင်အဖြစ်ကအခုကိုညိုမောင်ကိုပြစ်တင်ပြောဆိုနေတဲ့သူတွေကြုံနေရတဲ့အဖြစ်နဲ့တစ်ထက်တည်းကြားနေတာအဲ့ဒါကြောင့်သူကညိုမောင်ပေါ်အထင်လွဲနေတဲ့ကိစ္စတွေကိုပြေပြောက်ပြီးတော့တောင်းပန်ဖို့ရအတွက်သူဖြစ်သူလန်ပါအားချက်ချင်းခေါ်လိုက်တယ်လန်ပါတို့ဘိုးတင်တို့တဲတဲသွားရအောင်နင်ဘိုးတင်တို့တဲကိုတီးတယ်မလားကျုပ်မသိဘူးကျော်လင်တော့တီးမယ်ထင်တယ်အေးအဲ့ဒါဆိုလေကျော်လင်ကိုခေါ်ပြီးသွားတာပေါ့
လီလီကလည်းဗျာနေပူနေတာကိုလမ်းပါနင်သမင်းစားရင်နေပူတယ်မိုးရတယ်ရွေးလာပြောလီလီလည်းပါဆိုင်လို့လေဆိုင်မဆိုင်လေနေကသမင်းစားတာလားနင်ကသမင်းစားတာလားကျုပ်ကစားတာဗောဗျဘာရီမင်းနေတာတော့အဲ့ဒါဆိုစကားမရှိနဲ့တွားမယ်လားစိတ်မြန်လက်မြန်ရှိတဲ့ပြိုကြီးကသူဖြစ်သူလမ်းပါကိုခေါ်ပြီးတော့ကျော်လင်တို့အိမ်ကိုတွားလိုက်တယ်လမ်းမှာပဲကျော်လင်နဲ့ဆုံတာကြောင့်အရန်တစ်ဖြစ်သွားတာပေါ့ကျော်လင်ဗျာပြိုကြီးအေးနင်အားလားအားတယ်ပြိုကြီးအေးအဲ့ဒါဆိုငါတို့ကိုဘိုးတင်တဲကိုလိုက်ပို့စမ်းဘာသွားလို့မလို့လဲဘာလို့ပေါ့ဟဲရှာဦးရှိတယ်အားရင်လိုက်ပို့စမ်းပါအေးပါဗျာအေးပါကျော်လွင်ရတယ်ဘာစကားမှဆက်မဆိုတော့ပဲနဲ့အပြိုကြီးတို့ကိုဘိုးရင်ရုပ်တဲစီကိုခေါ်သွားလိုက်တယ်ဘိုးရင်တဲစီရောက်တဲ့အချိန်တဲထဲမှာထမင်းချက်နေတဲ့ကိုညမောင်တယောက်အပြိုကြီးကိုမြင်လိုက်တဲ့အချိန်အံ့ဩနေပြီးတော့အပြိုကြီးကလည်းစကားဆပြောတယ်ညမောင်ငါမားခဲ့တယ်ငါ့ကိုခွင့်လွှတ်ပေးနိုင်မလားငါတို့ယူကြမယ်လေဗျာမနေနဲ့နင်ငါ့ကိုမယူချင်တော့ဘူးလားငါ့ကိုခွင့်မလွှတ်နိုင်ဘူးလားမချင်နဲ့ငါပါကိုပြန်ရိုက်လေကိုညမောင်ကဘလို့ပြောရမှန်းမသိဖြစ်နေတယ်တဲကုတ်ပြစ်မှာထိုင်နေတဲ့ဘိုးတင်မှာဖြင့်ပြုံးနဲ့လမ်းပြီးစနောက်တယ်ကိုညမောင်ဖတ်လိုက်လေဗျာကျုပ်တို့ရှောင်ပေးမယ်ကိုကြီးညမောင်ကျုပ်တို့ကိုမေ့သွားလို့မရအောင်နော်မင်္ဂလာဆောင်ရင်ကောင်းကောင်းပြုစုရမယ်ဟုတ်တယ်လမ်းပါနဲ့ကြော်လင်တို့ရွာကိုသွားမလို့မင်းတို့လိုက်ခဲ့မှာလားပေတူကကုတ်ပြစ်ပေါ်ကနေဆင်းလိုက်ပြီးတော့အဲ့ဒီလိုပြောလိုက်တော့လမ်းပါကလည်းခေါင်းကိုရမ်းလိုက်ပြီးလီလီနဲ့မှအတူပြန်မှာမင်းတို့ဘာသာပဲပြန်လာစမ်းပါကွာမင်းလေးကမပြန်သေးဘူးအပြိုကြီးမပြန်သေးဘူးမလားပေတူကကိုညူမောင်နဲ့အကြီးဆိုင်နေတဲ့အပြိုကြီးကိုမေးလိုက်တာပေါ့အပြိုကြီးကလည်းခေါင်းကိုငိမ့်ပြပြီးတော့မပြန်သေးဘူးငါတူလန်ပါကိုငါကိုစားနေရွက်ဆွဲပြီးခေါ်သွားလိုက်စမ်းကိုလန်ပါကြားတယ်နော်ကျုပ်တို့ကတကယ်လုံးပါဗျပေတူကအဲ့ဒီလိုပြောလိုက်ပြီးလန်ပါရဲ့ပခုံးကိုဖတ်ပြီးတော့တဲထဲကနေထွက်ခွာသွားတယ်ထိုနည်းတူပဲဘိုးတင်ကလည်းတဲစီကနေထွက်ခွာလာတယ်တဲထဲမှာတော့ပြုံးပြော့နေတဲ့ကိုညူမောင်နဲ့အပြိုကြီးတို့ကတယောက်လက်တယောက်ကင်ပြီးစကားပြောရင်းကြံခဲ့ကြတော့တယ်အဘကျုပ်ကိုခေါ်တယ်ဆိုဟုတ်တယ်ဘိုးတင်ငါမင်းကိုတောင်းပန်ပါတယ်ကွာငါမိမမားတယ်ဆိုတာငါသိပြီကျုပ်ကိုတောင်းပန်စရာမလိုပါဘူးအဘအမြင်မှန်ရရင်ကျေနပ်ပြီအဘမိမကိုအခုပဲမှလဲငါသူ့ကိုနင်ထုတ်လိုက်ပြီအဘရှောက်ပြောနေတာမလားရှောင်ခိုင်းတာမဟုတ်လားမဟုတ်ပါဘူးကွာငါတကယ်ပဲနင်ထုတ်လိုက်တာပါမင်းမတုတ်တို့ကိုမြို့တက်တိုင်မလို့ဆိုမလုပ်ပါနဲ့ကွာတစ်ချက်ကနေနှစ်ချက်တွေဖြစ်ကုန်လိမ့်မယ်သူတို့ဒီလိုမလုပ်ခင်လှုပ်တင်လားမလှုပ်တင်လားတွေးလေဘိုးတင်ညိုမောင်အပြစ်ဖြစ်ဘူးဆိုတာတရားလုံးသိသွားပါပြီကွာမတုတ်တို့ကိုအဆက်မခွဲပါတော့နဲ့အဘကျုပ်ကဘာလို့အဆက်ခွဲရမှာလဲသူတို့ဘာသာစိတ်မထိန်နိုင်တာလေဘိုးတင်ကဦးအောင်ရဲ့အိမ်အောင်တန်လျားမှထိုင်ပြီးတော့ဦးအောင်နဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောနေတယ်ဦးအောင်ကလည်းဘိုးတင်ရဲ့လက်ချက်မှန်သိပြီးတော့သူလည်းအမားများစွာရှိခဲ့တာမို့အထက်စီကနေစကားဆိုမြဖြစ်လို့နေတယ်အဲ့ဒါကြောင့်စကားကောင်းကောင်းပြောပြီးဖြောင်းဖြရန်စဉ်းစားထားတာပေါ့အဲ့ဒါကြောင့်ဦးအောင်ကလေတန်အေးအေးဖြစ်ဆက်ပြီးစကားဆိုတယ်ဘိုးတင်မင်းနဲ့ငါနဲ့ဆိုတာတားဖအရင်တွေလိုပါပဲကွာငါမာတာကိုဝန်ခံနေပြီပဲငါစကားလေးကိုတော့နည်းနည်းအလေးထားပေးပါဦးမျက်နှာငယ်လေးနဲ့စကားဆိုလာတဲ့ဦးအောင်ကြောင့်ဘိုးတင်ကစိတ်မကောင်းဖြစ်သွားပြီအဘကျုပ်ကိုဘာလို့စီချင်တာလဲပွင့်ပွင့်လင်းလင်းသာပြောညူမောင်ကိုတောင်းပန်တာလက်ခံပေးကွာပြီးရင်အခုကိစ္စတွေကိုဒီလောက်နဲ့ပဲပြီးသွားစေချင်တယ်တဖြည်းဖြည်းနဲ့ရက်ကြော်ရွာကြော်ဖြစ်နေပြီဆိုတာမကောင်းဘူးကိုကြီးညူမောင်ကိုတောင်းပန်တာတော့ဟုတ်ပါပြီသူတို့ကတကယ်ကောနောင်တရတာတေးချရဲ့လားနောက်တစ်ချိန်ပြဿနာထက်ဖြစ်ရင်ကြုံညာမှာမဟုတ်တော့ဘူးနော်မင်းကလည်းကွာမိကြော်တို့လာရင်တို့ဆိုတာမင်းနဲ့မောင်နှမတွေလိုပဲနေတဲ့သူတွေပါသူတို့ကြောင့်မင်းလည်းအတိတာနဲ့အဲ့ဒါကြောင့်ပိုခံပြင်းတာပေါ့အဘရာကျုပ်ကသူတို့ကိုတအားယုံထားတာအခုတော့သူတို့ကစပြီးဖောက်နေတော့ကျုပ်လည်းမဟုတ်လို့သာလှုပ်လိုက်ရတာတကယ်ဆိုအဘအမားတွေလည်းအများကြီးပဲအဘမိမမကောင်းဘူးဆိုတာအဘအစကလေးကသိတယ်မင်းကငါဘယ်လိုပြောရမှန်းမသိတော့ဘူးကွာအခုတော့သူတို့တောင်းပန်တာကိုလက်ခံပြီးတော့ကြေးအေးပေးလိုက်ပါတော့ကွာနော်အဘကကျုပ်ကျေးဇူးရှင်ဆိုတော့အဘစကားကိုကျုပ်နားထောင်လိုက်မယ်ကိုညူမောင်ကိုပေးမယ်ဆိုတဲ့ဟာတွေပြန်ပေးမှာလားပေးမှာပေါ့ပေးလေပြူကြီးကလက်ခံမှာမဟုတ်တော့ဘူးကဲအဲ့ဒါတွေထားလိုက်မနေ့ပြန်ကိုကြီးညိုမောင်ကိုကျုပ်သွားခေါ်ခဲ့မယ်ကျန်တာတော့သူ့သဘောပဲသူခွင့်လွှတ်တယ်ဆိုရင်ကျုပ်တို့ဘာမှမလုပ်ဘူးခွင့်မလုပ်ဘူးဆိုရင်တော့နင့်နာတဲ့သူတွေကိုခေါ်ပြီးမြို့တက်သွားမှာပဲအေးပါကွာငါနားလဲပါတယ်ညိုမောင်ကမင်းစကားပဲနားထောင်မှာငါသိပါတယ်အဲ့ဒါဆိုကျုပ်ပြန်တော့မယ်အဘတိစိတ်ရွာသွားခိုင်းတဲ့ကိစ္စမင်းသွားမှာလားဘိုးတွေ
သွားမယ်လေအဘခိုင်းတာပဲကျုပ်လောက်ရမှာပေါ့ကဲသွားပြီအဘမိမကိုဆက်ယုံရင်အဘဘွားပြက်လိုက်မယ်နော်ကျုပ်တို့ရန်ရှာမှာဆိုလို့အဘရှောင်ခိုင်းတာကျုပ်သိတယ်ဘိုးတင်ကအဲ့ဒီလိုပြောပြီးတော့ဦးအောင်ရဲ့တုံးပြန်တဲ့စကားကိုတော့မဆောင်တော့ပဲအိမ်ဝိုင်းပြင်ကိုထွက်သွားတော့တယ်ဦးအောင်ကလည်းစီးတန်ကိုခဲပြီးတော့တန်းလျားမှမိပြီးငင်းငင်းမိုင်မိုင်ပဲကြံခဲ့တော့တယ်ရွာလူကြီးရဲ့နေအိမ်မှာမျက်နှာငယ်လေးနဲ့ထိုင်နေကြတဲ့သူတွေမှာဒေါ်သေးတွေဒေါ်တုတ်နဲ့ကိုညူမောင်အပြစ်တင်ပြောဆိုခဲ့ဘူးတဲ့မိန်းကလေးအများစုဖြစ်နေတယ်သူတို့ကဘိုးတင်ရဲ့ရမတ်စေးကြောင့်အရှက်ရနေပြီးတော့ကြာတနာမှနွားချမ်းသာဖြစ်မိဖြစ်တို့ရောက်နေကြပြီရွာလူကြီးကလည်းဘိုးတင်တို့အလားကိုစောင့်နေရင်းနဲ့သူတို့ကိုစုံမတာပေါ့နင်တို့လင်နာယူမတွေဖြစ်နေပြီဆိုတာသိရဲ့လားအေးနင်တို့လင်နာယူတာတက်တွေအကုန်ရှိတယ်တကယ်လို့ဘိုးတင်တို့သာမြို့တက်သွားတိုင်ရင်မရင်းကျင့်မှုစူးစမ်းတဲ့မိန်းမတွေဆိုပြီးနင်တို့တအားနမိတ်ကြီးသွားမှာနင်တို့တောင်းမှန်ပါလားမြို့တက်သွားကြမှာလားဆိုတာစဉ်းစားထားတောင်းမှန်မှာပေါ့တော်ကလည်းနင့်လေတံကိုလျှော့ဘာတော်ကလဲဟုတ်ကဲ့ပါရှင်နင်တို့တွေသူတစ်ပါးကိုဆွဆွဲတော့ကဆွဆွဲပြီးနင်တို့ကိုယ်တိုင်ဆွဆွဲခံရတော့မှဘလို့လဲနေတာရဲ့လားအဲ့ဒါဟိုကောင်မဝဒီကြောင့်ဖြစ်တာအဲ့ကောင်မပြန်လာမှဘာဆွဲရိုက်မှာတော်စမ်းနင်တို့တွေကိုညိုမောင်ခွင့်လွတ်ပါစီပဲဆုတောင်းကျုပ်တို့တကယ်နောင်နာရနေတာပါတော့ကျုပ်တို့တွေကအဲ့လိုဆေးတွေရှိတယ်ဆိုတာတိမှမသိတာဦးအောင်လဲမားတာပဲသူကတိတိကြီးနဲ့ဘာမှမပြောတာတကယ်ဆိုညိုမောင်ဘက်ကရက်တီရမှာလေတော်စမ်းလင်နာယူမတွေအခုမှဟိုလူအပြစ်တင်ဒီလူအပြစ်တင်လုံးမနေနဲ့ရွာလူကြီးနဲ့ကိုတာလာကလည်းအခွင့်အရေးရတော့မို့သူတို့ရဲ့မိန်းမတွေကိုအာနာပြနေတော့တာပေါ့အဆိုးဆုံးကကိုတာလာပဲသူကဒေါ်တုတ်ကိုအမြဲကြောက်လာခဲ့ရတဲ့သူတယောက်ဖြစ်လို့အခုချိန်မှာဟိန်းဟောက်လို့ရတော့အညိုးနဲ့ပဲဟိန်းဟောက်နေတော့တာပေါ့ခဏမကြာတဲ့အချိန်မှာပဲရွာလူကြီးရဲ့အိမ်ဝိုင်းတွေကိုဘိုးတင်တို့တတိုက်ရောက်လာတယ်ကိုညူမောင်ကရွာလူကြီးကိုကြောက်ရွံ့နေစေမို့လို့အရေးအကဲတီးတဲ့ပေတူကသူ့အနာကက်လာပြီးတော့ကိုကြီးညိုမောင်ခမ ्या ကလေဗျာအခုချိန်မှာခမ ्या ကကြက်ဖဖြစ်နေပြီဘယ်သူမှဂီယူဆိုင်စရာမလိုဘူးရဲရဲတင်းတင်းနေစမ်းပါမလုပ်ပါနဲ့ကွာဟိုမှာဦးအောင်တို့ရွာလူကြီးတို့လည်းရှိနေတာ哦ခမ ्या ကသူတို့ကိုဘာဂီယူဆိုင်ရမှာလဲသူတို့ကခမ ्या ကိုတောင်းပန်မှုခေါ်ထားတာလေပေတူနဲ့တာအေးတို့ဘလောက်ပဲမြောက်ပြီးကိုညူမောင်ကအရင်ပုံစံနဲ့မချမျက်နှာငယ်လေးနဲ့သာဖြစ်နေတယ်ရွာလူကြီးကကိုညူမောင်အားပြုံးပြပြီးတော့ညူမောင်လာဒီမှာထိုင်ဟုတ်ကဲ့ရွာလူကြီးငါတို့မင်းကိုမဟုတ်တာဆွဆွဲခဲမိတယ်ကွာငါတို့အားလုံးတောင်းပန်ပါတယ်ငါတို့ကိုခွင့်လွှတ်ပေးပါကွာရပါတယ်ရွာလူကြီးဟာအထင်လွဲမယ်ဆိုလဲလွဲချင်းစရာပါပဲလေညူမောင်ကအလွယ်လေးနဲ့ခွင့်လွှတ်ပေးလိုက်တာကြောင့်ဘိုးတင်တို့၃ယောက်မကြေမနက်ဖြစ်သွားတယ်ဒါပေမဲ့ကိုညူမောင်တဘောလို့ပြောထားတဲ့အကြောင်းအထွတ်မတက်တော့ဘဲနဲ့ရွာလူကြီးတောင်းပန်ပြီးသွားတဲ့အခါကျန်တဲ့သူတွေကလည်းတကယ်ကိုစိတ်ပါလက်ပါနဲ့တောင်းပန်နေတော့တယ်သူတို့ရဲ့မျက်ဝန်းတွေမှာမျက်ရည်တွေဝဲနေရတဲ့အထိသူတို့မားကိုတီးပြီးတောင်းပန်နေတော့နှလုံးသားနှုတ်တဲ့ကိုညူမောင်တယောက်လည်းလွယ်လွယ်လေးပဲခွန့်လွတ်ပေးလိုက်တယ်အဲ့ဒီနေ့ကကိုညူမောင်အတွက်အကောင်းဆုံးနေ့လေးဖြစ်တယ်လို့သူများရောင်တိုင်းလိုက်ရောင်တက်တဲ့အတင်းပြောတဲ့မိန်းကလေးတွေတင်ကန်းစာရသွားတဲ့နေ့လေးဖြစ်တယ်ဘိုးတင်တို့ကလည်းသူ့ကိုပါတောင်းပန်နေတဲ့ဒေါ်တုတ်ကိုခွန့်လွတ်ပေးလိုက်တာကြောင့်အဲ့ဒီနေ့ကအရင်ကလိုစီးလုံးနဲ့ပေပင်ရွာလေးဖြစ်သူပြန်လေရောက်ရှိသွားတော့တယ်